မင်္ဂလာပါပရိသတ်ကြီးတို့ရေဒီကနေ့မှာတော့နှစ်ပေါင်း18000ကြာအိပ်ဆက်ခြင်းကနေ9ရက်တာဖန်ဆင်းခြင်းနဲ့နတ်ဘုရားခေတ်ကနေလူသားခေတ်အထိစစ်ပွဲတွေရဲ့အစဖြစ်တဲ့ကမ္ဘာမြေဖန်ဆင်းခြင်းတနာရီနဲ့တရုတ်နိုင်ငံရဲ့ဇလံကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဇလံကဘလောက်တောင်ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းမလဲဆိုတော့ကမ္ဘာမြေဖန်ဆင်းခြင်းတနာရီမှာအတူတူကြည့်ရအောင်နော်ဒီလိုထူးထူးဆန်းဆန်းပုံမြင်တွေကိုအမြဲကြည့်ရှုနိုင်မို့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ပြီး notification bell လေးကိုလည်းနှိပ်ထားခဲ့ပါအောင်နော်။ကဲဒီလိုဆိုရင်ပုံမြင်လေးကိုစတင်လိုက်တော့မယ်နော်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကျယ်ပြောလာတဲ့စက်ကြောင်လာတွေမှာကျမတို့နေထိုင်တဲ့ကမ္ဘာလောကကြီးဟာအနက်ရောင်ဦးကြီးတစ်လုံးလိုပုံသဏ္ဍာန်ရှိခဲ့ပါတယ်။အဲဒီကမ္ဘာဦးကြီးထဲမှာဖန်ကူးလို့ခေါ်တဲ့အေယာမလူကြီးတုံမွေးဖွားလာခဲ့ပါတယ်။သူဟာအဲဒီအနက်ရောင်ဥက္ကုံအောက်မှာအိပ်ဆက်ပြီးဖြည်းဖြည်းချင်းကြီးထွားလာခဲ့ပါတယ်။နှစ်ပေါင်း18000ကျော်ကြာတဲ့အထိပေါ့။အဲဒီနောက်မှာပေါ်ပါတဲ့လေကိုရန်ကြီးလို့ခေါ်ပြီးလေးလံတဲ့လေကိုတော့ရင်ကြီးလို့ခေါ်တဲ့လေတွေဟာကမ္ဘာအပေါ်ရန်လွှာတဲ့ကိုစီးဆင်းလာခဲ့ပါတယ်။ရင်နဲ့ရန်မျှတာသွားတဲ့အခါဖန်ကူဟာသူ့ရဲ့အားအင်တွေပြေးဝလာပြီးနိုးထလာခဲ့ပါတော့တယ်။သူဟာကြဲပြောပေမဲ့ကျဉ်ကျက်တဲ့နေရာတစ်ခုထဲမှာသူ့ကိုသူတွေ့လိုက်ရတယ်။ဖန်ကူဟာသူ့ခန္ဓာကိုယ်တဖြည်းဖြည်းချဲ့ထွင်လာပြီးကောင်းကင်နဲ့မြေကြီးကိုတန်ပေါင်းများစွာအကွာဝေးထိတွန်းထုတ်ခွဲလိုက်ပါတယ်။ကောင်းကင်နဲ့မြေကြီးကိုခွဲခြားပြီးကျယ်ပြန့်တဲ့ကောင်းကင်ပြင်ကိုဖန်တီးလိုက်တဲ့အခါမှာကောင်းကင်နဲ့မြေကြီးပြန်ပြီးပေါင်းစပ်သွားမှာကိုဖန်ကူကကြောက်ရွံ့ခဲ့ပါတယ်။ဒါနဲ့ပဲဖန်ကူဟာသူ့ရဲ့သွားတစ်ချောင်းကိုနှုတ်လိုက်ပြီးကောင်းကင်နဲ့မြေကြီးကိုခွဲဖို့အတွက်ပစိန်တလက်ကိုဖန်တီးခဲ့ပါတယ်။ကောင်းကင်နဲ့မြေကြီးခွဲခြားခြင်းပြီးဆုံးတဲ့အခါမှာတော့အေယာမလူကြီးဖန်ကူဟာသူ့ရဲ့လက်ရာကိုခဏတာပဲခန်းစားလိုက်ရပြီးတော့နောက်ကွယ်လွန်ခဲ့ရပါတော့တယ်။ဒါပေမဲ့ဖန်ကူရဲ့ခန္ဓာကိုယ်ဟာအလဟတ်တာပြောက်ကွယ်မသွားခဲ့ပါဘူး။သူ့ရဲ့ခန္ဓာကိုယ်ဟာကမ္ဘာမြေပေါ်ကအရာဝတ္ထုအမျိုးမျိုးဖြစ်လာခဲ့ပါတယ်။ကောင်းကင်နဲ့မြေကြီးကိုထိန်းထားပေးတဲ့ဘူကျိုးတောင်အခြားတောင်တန်းတွေမြစ်တွေနေလကျယ်ရီအဖြစ်ကိုပြောင်းလဲသွားခဲ့ပါတယ်။အချိန်တွေကြာလာတဲ့အခါမှာပြည့်စုံတဲ့ကမ္ဘာလောကကြီးတစ်ခုမွေးဖွားလာခဲ့ပါတော့တယ်။အဲဒီနောက်မှာတော့လူတစ်ပိုင်းမွေတစ်ပိုင်းကိုယ်ရရှိတဲ့နူဝါလို့နတ်ဘုရားမတစ်ပါးကမ္ဘာမြေပေါ်ကိုဆန်းသက်လာခဲ့ပါတယ်။နူဝါဟာကမ္ဘာကြီးကအတဘာဝအလှတရားတွေနဲ့ပြည့်နေပေမဲ့အထီးကျန်နေတာကိုသတိထားမိခဲ့ပါတယ်။ဒါကိုမြင်ပြီးနူဝါဟာဝါးရဲ့မြကန်းနာကိုတွားပြီးရှုံသေးတွေကိုယူကာတရဝအမျိုးမျိုးကိုစတင်ပုံဖော်ခဲ့ပါတယ်။ပထမနေ့မှာကြက်ဒုတိယနေ့မှာခွေတတိယနေ့မှာသူစတုထနေ့မှာဝက်ပစ္စမနေ့မှာနွားစတ္တမနေ့မှာမြင်းတွေကိုပုံဖော်ပြီးနောက်ဆုံးတတမနေ့မှာတော့လူသားတွေကိုပုံဖော်ဖန်ဆင်းခဲ့ပါတယ်။ဉာဏ်ရည်ရှိတဲ့လူသားတွေပေါ်လာတဲ့အခါမှာတော့လူသားတွေကိုသင်ကြားပေးဖို့အတွက်ဖို့ရှိမွေးဖွားလာခဲ့ပါတယ်။သူဟာလူသားတွေကိုအစားအစာရှာဖွေခြင်းငါဖန်ခြင်းနဲ့အမဲလိုက်ခြင်းတွေကိုလေ့ကျင့်ပေးခဲ့ပြီးတိတ်ဆိတ်နေတဲ့ကဘာကြီးကိုတဖြည်းဖြည်းအသက်ဝင်လာစေခဲ့ပါတယ်။ဒီနေ့မှာတော့ရှင်းနဲ့ဖျားကုန်းကုန်းနဲ့မင်းနဲ့ဖျားကြည်ုံတို့ဝေးဖွားလာခဲ့ကြပါတယ်။သူတို့ဟာလူသားတွေကိုဂရုစိုက်စောင့်ရှောက်ပေးပြီးငြိမ်းချမ်းစွာနေထိုင်နိုင်စေဖို့တာဝန်ယူရတဲ့နတ်ဖျားတွေဖြစ်လာပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့လူသားတွေဟာကြည်ုံကိုသာကိုးကွယ်လာကြတယ်။ဒီအချက်ကရှင်နဲ့ဖျားကုန်းကုန်းကိုနာကျင်စေပြီးကျူယုံကိုမနာလိုဖြစ်စေခဲ့ပါတယ်။ဒါကြောင့်သူတို့နှစ်ဦးဟာအာနာနဲ့အသာရဖို့အတွက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပါတယ်။နောက်ဆုံးမှာတော့မင်းနဲ့ဖျားကျူယုံကအနိုင်ရသွားခဲ့ပါတယ်။ကုန်းကုန်းဟာအရှက်ရဒေါသထွက်ပြီးစိတ်မထိန်နိုင်တော့တဲ့အတွက်ကောင်းကင်ကိုထိန်းထားတဲ့အတိုင်းကြီးကိုသူ့ကောင်းနဲ့တိုက်ပြီးအဆုံးစီရင်ဖို့ဆုံးဖြတ်ခဲ့ရမှာကောင်းကင်တိုင်းကြီးကျိုးပဲသွားပါတော့တယ်။ရုတ်တရက်ဆိုသလိုကပေးကြီးဆက်ရောက်လာခဲ့ပါတယ်။တစ်ချိန်ဟာငြိမ်သက်နေတဲ့ကောင်းကင်ကြီးမှာအပေါက်ကြီးတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။မြေကြီးတွေတုန်လှုပ်ပြီးတနိုင်ငံလုံးကိုရှည်တွေလှမ်းမိုးသွားခဲ့ပါတယ်။ဒီရေကြီးမှုဟာကြမ်းတမ်းတဲ့ငကားနက်ကြီးတစ်ကောင်ကိုနိုးထစေခဲ့ပါတယ်။နတ်ပြားမနူဝါဟာတက်ရှိအားလုံးပျက်စီးဆုံးရှုံးတာကိုမကြည့်ရတော့တဲ့အတွက်ကဘာကြီးကိုကဲတင်ဖို့ဆင်းသက်လာခဲ့ပြီးငကားနက်ကြီးကိုတပ်ပစ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့9ရောင်ချဲကြောက်တုံးကြီးကိုဆုပ်ဆောင်ပြီးဖျားသခင်ရဲ့မီးနဲ့မီးမြိုက်ကနတ်ကြောက်တုံးတွေအဖြစ်ပေါင်းစပ်ခဲ့ပါတယ်။ပြီးတော့ကောင်းကင်ကိုရုပ်စိမ့်မှုပိတ်ဖို့အတွက်အဲ့ဒီကြောက်တုံးတွေကိုအသုံးပြုခဲ့ပါတယ်။
တိုင်းမဲ့ဒီလိုလောက်ယုံနဲ့ကောင်းငင်ကြီးပြန်ပြီးပြိုကျမအောင်မကကွယ်နိုင်ခဲ့ပါဘူး။ဒါကြောင့်နူဝဟာအေယာမလက်ကြီးတစ်ကောင်ကိုတတ်ပြီးသူ့ရဲ့ခြေထောက်လေးချောင်းကိုဖြတ်ခါကောင်းငင်ကိုထောက်ပံ့မှုအတွက်အတိုင်းတွေအဖြစ်အသုံးပြုဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီလိုပဲရှုပ်ထွေးနေတဲ့ကဘာကြီးဟာပုံမှန်အတိုင်းပြန်လည်ရောက်ရှိလာပြီးဆက်လက်တည်ရှိနိုင်ခဲ့ပါတော့တယ်။အဲ့ဒီချိန်ကစပြီးအချိန်အတော်ကြာလွတ်မြောက်သွားခဲ့ပါတယ်။လူသားတွေဟာညင်ရီပုံပုံမြင့်မားလာပြီးရှင်ကျဲမှုတွေများစွာပေါ်ပေါက်လာခဲ့ပါတယ်။သို့တော်လူသားတွေဟာပျော်ရွှင်မှုကိုသာမကပဲကွဲပြားမှုအဖွဲ့အစည်းကွဲပြားမှုအာဏာလူမှုတွေကိုပါရုပ်ဆောင်ခဲ့ပြီးစစ်ပွဲတွေစတိုင်ဖြစ်ပွားလာခဲ့ပါတယ်။ဒါဟာဝါဝအေဂရီရှိရွယ်မွေးဖွားလာတဲ့အထိပါပဲ။သူဟာနေမြေဒေသတွေကိုစုစည်းပြီးဝါရှားနိုင်ငံကိုတည်ထောင်ခဲ့ရာသူဟာတရုတ်လူမျိုးတွေရဲ့ဘိုးဘေးလည်းဖြစ်လာခဲ့ပါတယ်။ဝါဝအေဂရီရှိရွယ်နေရဆန်ပြီးတဲ့နောက်မှာတော့ဝါရှားရဲ့ဒီနက်ဟာအုတ်ချုပ်သူတွေဆက်ပြောင်းလဲခဲ့ပြီးရှာမင်းဆက်ရဲ့ပထမဆုံးအေဂရီဖြစ်သူအေဂရီရွေလက်ထက်အထိရောက်ရှိခဲ့ပါတယ်။ဒီအေဂရီဟာတရုတ်နိုင်ငံရဲ့ရည်ကြီးမှုပြဿနာကိုဖြေရှင်းပေးသူအဖြစ်ဂုဏ်ပြုခံခဲ့ရသူပါ။သူဟာအုတ်ချုပ်ရဲ့ပုံမူလက်ကူစေဖို့အတွက်တရုတ်နိုင်ငံကိုပြည်내ကိုခုခွဲခြားပေးခဲ့ပါတယ်။ဒီအေဂရီလက်ထက်မှာပဲစည်းလုံးညီညွတ်မှုရဲ့တင်ကြတာအဖြစ်သုံးချောင်းထောက်အိုကြီးကိုလုံးကိုပုံသွင်းခဲ့ပါတယ်။အေဂရီရွေနဲ့ရဆန်ပြီးတဲ့နောက်မှာတော့ထီးနှန်းကိုသူ့သားဖြစ်သူချီတန်းကိုလွှဲပြောင်းပေးခဲ့ရာကစပြီးတော်ဝင်စက္ကန့်ချင်းမျိုးရိုးစင်ဆက်ကိုစတင်ခဲ့ပြီးနောက်ထပ်နှစ်ပေါင်း4000အတွက်တရုတ်အင်ပါယာရဲ့စံနှုန်းနဲ့နိုင်ငံရေးဥတီချက်ကိုသတ်မှတ်ပေးခဲ့ပါတော့တယ်။ဒါရီအလုံးဟာကမ္ဘာမြေဖန်ဆင်းခြင်းနဲ့တရုတ်နိုင်ငံရဲ့တန်နာရီလာဇလန်ပဲဖြစ်ပါတယ်။ဒီလိုမျိုးဗီဒီယိုတွေကိုကြိုက်နေတဲ့တဲ့ဆိုရင် like and subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။နောက်ဗီဒီယိုမှာဘယ်လိုပုံပြင်မျိုးတွေတန်နာရီတွေနားထောင်ခြင်းလဲဆိုတာcomment မှာရေးခဲ့ပေးပါရှင်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။